အမျိုးသမီးတစ်ယောက်ဟာတစ်သားတုပ်တစ်ချောင်းကိုရေထဲတွန်းချပြီးအေးဆက်လာတဲ့ရေကန်ထဲကိုခုန်ဆင်းသွားခဲ့ပါတယ်။သူမဟာတစ်သားတုပ်ကိုအားပြုပြီးရေကန်ရဲ့အလဲဘိုးအထိကူးခတ်သွားကရေအောက်ထဲကိုငုပ်ရှိုးသွားခဲ့ပါတယ်။ရေကန်ရဲ့ကြမ်းပြင်မှာတော့ပြက်ကျနှိမ့်မြုပ်နေတဲ့လေရင်တစ်စင်းရှိနေတာပါ။အဲ့ဒီလေရင်ထဲကနေအထုပ်တချို့ကိုရှာတွေ့ပြီးနောက်သူမဟာရေမျက်နှာပြင်ပေါ်ကိုအမြန်ပြန်တက်လာခဲ့ပါတယ်။ကမ်းပေါ်တက်ဖို့ပြင်နေတော့မှပဲအနံ့ခံကောင်းလာတဲ့ဝက်ဝင်ကြီးတစ်ကောင်ဟာသူမတို့စခန်းချရာနေရာကိုရောက်လာပါတော့တယ်။အဲ့ဒီဝက်ဝင်ညိုကြီးဟာကမ်းခြေမှာရှိတဲ့အစားအသောက်တွေကိုရှာတွေ့သွားပါတယ်။ဒါကိုကြည့်ပြီးအမျိုးသမီးဟာအယမ်းထိတ်လန့်သွားခဲ့ရတယ်။ဘာလို့လဲဆိုတော့ကမ်းပေါ်မှာသတိမေ့မျောနေတဲ့အမျိုးသားတစ်ယောက်ရှိနေလို့ပါပဲ။ဝက်ဝင်ရဲ့အာယုံကိုလွှဲဖို့အတွက်သူမဟာရေကိုအားကုန်ပုတ်ခတ်ပြီးအတန်ပေးပေမဲ့ဝက်ဝင်ကတော့သူမကိုလုံးဝဂရုမစိုက်ပါဘူး။ဝက်ဝင်ကြီးဟာထိုမျိုးသားကိုအတားရစစ်ဆေးကြည့်ပြီးနောက်ဘာမှပြန်မထူတာနဲ့အဲ့ဒီနေရာကနေထွက်ခွာသွားပါတော့တယ်။အမျိုးသမီးလည်းတက်ပြင်းချနိုင်တော့မှကမ်းပေါ်ပြန်တက်ပြီးရေအောက်ကရလာတဲ့အထုပ်တွေကိုစစ်ဆေးကြည့်ပါတယ်။အထဲမှာငွေစက္ကူတွေအများကြီးပါနေပေမဲ့လက်ရှိအခြေအနေမှာသူမအတွက်အသုံးဝင်မဲ့အရာတစ်ခုမှမပါပါဘူး။အဲ့ဒီနောက်သူမဟာတေဆုံးသွားတဲ့အမျိုးသားရဲ့ရုပ်လောင်းကိုဆွဲယူပြီးလူသူမရှိတဲ့အဲ့ဒီကျုံးပေါ်မှာပဲညှို့နှံပေးလိုက်ပါတယ်။ဝမ်းနဲ့နေဖို့တောင်အချိန်မရှိပါဘူး။ဘာလို့လဲဆိုတော့ညမမောင်ခင်မိမွေးနိုင်ဖို့စူးစမ်းရမှာမို့လို့ပါ။သူမဟာမျက်မှန်ကိုအသုံးပြုပြီးငွေစက္ကူတွေကိုလောင်စာအဖြစ်နဲ့မိစတင်မွေးခဲ့ပါတယ်။မိမွေးနိုင်ရုံတင်မကပဲတောထဲမှာဆက်လက်ရှင်တန်ဖို့အတွက်မျောလင်းချက်မီးကိုပါတောက်လောင်စေခဲ့တာပါ။ပထမဆုံးအနေနဲ့တောက်ရည်တန်းရဖို့ပြဿနာကိုဖြေရှင်းရပါမယ်။ရေကန်ထဲကရေဟာနှင်းဖုံးတောင်တန်းတွေကလာတာဆိုပေမဲ့တိရစ္ဆာန်အညစ်အကြေးတွေကြောင့်ဘက်တီးရီးယားတွေအများကြီးရှိနေပါတယ်။ဒါကြောင့်သူမဟာတောထဲဝင်ပြီးနီးလန်းရှာရင်တတုပြတချို့ကိုတွေ့ခဲ့ပါတယ်။အဲ့ဒါကိုရေနွေးအိုးပုံစံလုပ်ပြီးရေနွေးကြိုတောက်လိုက်တဲ့အတွက်အရေးကြီးဆုံးပြဿနာပြေလည်သွားခဲ့ပါတယ်။ဆက်လက်ပြီးအစားအစာရှာဖွေရပြန်ပါတယ်။ဒီနေရာမှာဘလောက်ကြာပိတ်မိနေမလဲမသိတာကြောင့်ရှေ့ရေးအတွက်ကြိုတင်ပြင်ဆင်ရတာပါ။ငါးဖမ်းဖို့အကြိမ်ကြိမ်စူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမရဲ့နက်ကတ်ကိုငါးများချိတ်ဖြစ်သုံးချီမြင်ကိုတုံးနဲ့ချီပြီးငါးများတန်ပြုတ်လုပ်လိုက်ပါတယ်။ငါးတစ်ကောင်ဟပ်မိပေမဲ့ကျိုးပြတ်သွားတာကြောင့်တောထဲကိုထွက်ဝင်ရပြန်ပါတယ်။ဒီတစ်ခါမှာတော့တစ်သီးတွေအများကြီးရှာတွေ့ခဲ့ပါတယ်။ဘိုက်ဝအောင်စားပြီးနောက်ကြံတဲ့ဘယ်ရီသီးတွေကိုပလင်းနဲ့ထည့်သိမ်းထားလိုက်ပါတယ်။သူမဟာဒီအတိုင်းဆက်နေလို့မဖြစ်ဘူးဆိုတာသိတာကြောင့်အိမ်ပြန်လန်းကိုရှာဖို့တောင်ထိပ်ပေါ်တက်ခဲ့ပါတယ်။လမ်းကြောင်းကိုအတီးပြုတ်ပြီးနောက်ခီးစတင်ခဲ့ရမှာရုတ်တရက်လေရင်တစ်စင်းဖြတ်ပြန်သွားတာကိုမြင်လိုက်ရပါတယ်။မျောလင်းချက်ရလာတဲ့အမျိုးသမီးဟာလေရင်နောက်ကိုအော်ဟစ်ပြေးလွှာရင်လိုက်ပေမဲ့ခြေထောက်အောက်ကိုတတိမထားမိပဲကျင်းတစ်ခုတည်းပြုတ်ကျသွားခဲ့ပါတယ်။သူမသတိပြန်ရလာတဲ့အချိန်မှာတော့ကြောက်တုံးကြီးတစ်တုံးကသူမကိုဖိထားတာကိုတွေ့လိုက်ရတယ်။ဘိုက်ထဲကရင်သွေးလေးကိုအမှတ်ရပြီးနာကျင်မှုကိုအန်ကျိတ်ကအပြင်ရောက်အောင်ရုံထွက်ခဲ့ပါတယ်။ခဏကြာမှာတော့လျှို့ဝှက်ဥမင်တစ်ခုကိုတွေ့ပြီးအပြင်ထွက်လိုက်တဲ့အခါမှာတော့ဒါဟာရှုံမြောင်ကြီးတစ်ခုဖြစ်နေပါတယ်။သူမအတားရငုံကြည့်လိုက်တဲ့အချိန်မှာပဲခြေထောက်အောက်ကကြောက်တုံးတွေကျိုးပဲ့သွားပြီးသူမဟာရှိုးထဲကိုတိုက်ရိုက်ပြုတ်ကျသွားပါတော့တယ်။ကဲမေးစရာရှိတာကတော့ဒီအမျိုးသမီးဟာအိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်နိုင်ပါမလားဆိုတာပါပဲ။နောက်ထပ်ဇလန်းအဆက်တွေကိုသိချင်ရင်တော့စောင့်မျှော်ကြည့်ရှုပေးကြပါဦး။